အချိန်ကိုဖန်ဆင်းနိုင်တဲ့လူတယောက်မှမရှိဘူးအချိန်ကိုပိုင်ဆိုင်သောအရှင်ဒီထာဝရဘုရားဖြစ်တယ်အာမင်နေ့ရက်ကာလတို့ကိုပေးသနာတော်မူသောဘုရားဖြစ်တယ်အာမင်ဘာအတွက်ပေးတယ်လဲသူချစ်တော်သားသမီးတွေအတွက်ပေးတဲ့ကောင်းကြီးနေ့ရက်တွေဖြစ်တယ်အာမင်ဘုရားကိုမတိတဲ့လူတွေအတွက်တော့နေ့ဆိုးကန်ဆိုးတဲ့နေ့မကောင်းတဲ့နေ့ရိယာစာပြတ်တတာငကားကောင်းမြောက်တော့လက်ဤတောင်တော့မကောင်းကောင်းလို့ပြောတယ်ဒါပေမဲ့တို့ဘုရားကိုတီးတဲ့သူတွေကကြတော့နေရစီရိုင်းတွေဘုရားသခင်စီရင်တော်မူသောနေ့ရဖြစ်၍ကောင်းကြီးမင်္ဂလာပေးမယ့်နေ့ရဖြစ်တယ်အမင်္ဂလာနေ့ရဆိုတော့မရှိဘူးအာမင်ဘုရားသခင်ဘာပြောလဲနှစ်တို့ကိုကျေးဇူးတော်နဲ့ပိုက်ရတယ်ကျေးဇူးတော်အားလုံးပြောပါဦးကျေးဇူးတော်